ဒီ Q တို့ပုဂ္ဂိုလ်စကိုကန်ဒီကြီးဖောင်တင်ရမယ်ဆိုလို့ရှိရင်တော့ Safari မှာပဲဖြစ်ဖြစ်ကိုကဲမှာပဲဖြစ်ဖြစ်ပေါ့နော် Chrome မှာပဲဖြစ်ဖြစ်ဒီ Q တို့ပုဂ္ဂိုလ်စကိုကန်ဒီကြီးဆိုပြီးရိုက်ချလိုက်ပါရိုက်ချလိုက်လို့ရှိရင်ဒီ K အဝါရောင် Mac မနဲ့ logo လေးနဲ့ဟာရောက်သွားမယ်ပေါ့နော်စကိုကန်ဒီကြီးဆိုတဲ့ဟာကိုကြီးဆိုကန်တေးဆိုလို့နှိပ်လိုက်ပါနှိပ်လိုက်ရင်ဒီမှာဒီတေးဆိုပြီးဇာတ်ရှိရပေါ့နော်အဲ့တော့ရှင်းစကီခုပုံဆိုတဲ့ခါတော့ဒီမှာရှောက်လို့ရမယ်ဆိုလို့ရှိရင်တော့ဇန်ကီနဲ့ကော်ကီနှစ်ခုရှိတယ်ဇန်ကီမှာတော့ ECG ပဲတစ်ခုပဲကျင်းပါပြီးတော့ဇန်ကီမှာဆိုလို့ရှိရင်တော့ ECG တစ်ခုလည်းဖြေလို့ရတယ်နီကြီးတစ်ခုလည်းဖြေလို့ရတယ်နောက်မှ ECG နီကြီးလည်းဖြေလို့ရတယ်ပေါ့နော် ECG နိုမီကတော့ဖြေခြင်းတဲ့သူတွေအခု ECG ဖြေထားမယ်ဟိုပေါ့နော်အဲ့တော့17လပိုင်းမှာနီကြီးတစ်ခုလည်းပဲဖြေခြင်းနဲ့အောင်ပြီးသွားရင်ဆိုလို့ရှိရင်တော့အခု2လပိုင်း6ရက်နေ့ကနေပြီးတော့2လပိုင်း29ရက်နေ့ဒီဖောင်တင်လိုက်ပါအဲ့တော့6လပိုင်း14ရက်နေ့ဆောင်းဝဲကျင်းပါပြီးတော့9လပိုင်း73ရက်နေ့မှာဟပ်ပြောပေါ့နော်အောင်စင်းထွက်မယ်အောင်စင်းထွက်ပြီးတော့မှပဲနေကြီးတက်ပေါ့နော်အဲ့တော့နေကြီးတက်ကိုအဲ့မှာဖြည့်ခြင်းလဲဆိုလို့ရှိရင်တော့ရှောင်းမချင်းစဲခီဆိုပြီးတော့ဆာရက်ဆာနာဖောင်ဝင်ပြီးတော့ဆောင်းဝဲအောင်စင်းထွက်ပြီးတော့9လပိုင်း73ရက်နေ့ကနေ9လပိုင်း29ရက်နေ့မှာနေကြီးကိုထပ်ပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်အဲ့တော့ ECG ပဲပထမတစ်ခါရှောက်ထားပြီးလို့ရှိရင်နောက်တစ်ခေါက်မှာဒီနှစ်ထဲကတစ်ချိန်မဲ့ကျမလည်းနေကြီးမှာဖြည့်မယ်ပေါ့ဒါမှမဟုတ်လို့ရှိရင် ECG နေကြီးကိုဟို17လပိုင်း10ရက်နေ့မှာတစ်ခါတည်းနှစ်ခုလုံးပေါင်းဖြည့်မယ်ဆိုလို့ရှိရင်တော့တတိထားမှာ ECG အောင်မှသာနေကြီးကိုဆက်ပြီးတော့စစ်မှာပေါ့နော် ECG မအောင်မဲနဲ့နေကြီးဆက်ဖြည့်လို့မရပါဘူးအဲ့တော့ကိုစင်ပြီးတဲ့ဟာကို6ကြည့်ပါအခု2လပိုင်း6ရက်နေ့ကနေ2လပိုင်း29ရက်နေ့ကတော့ ECG တခုပဲဖောင်တင်လို့ရပါပြီအဲ့တော့ဖောင်တင်မယ်ဆိုလို့ရှိရင်ဖောင်တင်ရတဲ့နီလန်းတွေကိုအဲ့မှာအစိမ်းရောင်လေးနဲ့တိုင်းအကြီးကြီးခန်းတဲ့နော်မီနဲ့တူချင်းစကီဆိုတဲ့ဟာကိုနှိပ်ပြီးတော့ပထမဆုံးစားပြမယ်လူရအဲ့ဒါတွေကိုရှောက်လိုက်ပေါ့နော်အဲ့တော့ sign ဂျကန်ချင်းစကီစုလူခတ်တာဆိုတာကတော့နောက်တစ်ချိန်ပြန်ရှင်တဲ့သူကတော့အောက်ကအစိမ်းရောင်လေးကိုနှိပ်ပါအဲ့ရနေပြီးတော့ချောက်လို့ရတယ်ပေါ့နော် ECG ကတော့ net တူကနေပြီးတော့ချောက်လို့ရပါတယ်။ညီကြီးတွေမှာဆိုလို့ရှိရင်တော့ဆာရက်စာတန်းနေတင်ပြီးတော့မှချောက်လို့ရပါမယ်။အဲ့တော့တိုင်း ECG ခန်းတဲ့နော်မီကို net တူချင်းစကီကိုနှိပ်ပြီးတော့အခုပထမဆုံးဖြေမဲ့သူလေးဆာရက်စာတန်းနေပါဖောင်တင်လို့ပါပြီအမေတော့ချူကန်တဲ့ဆူလီယောကကြတော့ဘယ်လောက်ကြမလို့ဆိုလို့ရှိရင်6150ပါနော်ကွန်ပါပြီး6150 ECG ကနီးကြီးရောက်ဆိုရင်တော့12300အဲ့တော့ကိုဖြေမဲ့နေရာလေးကိုရွေးပြီးတဲ့အခါရောက်တော့ဖောင်တင်လို့ရပါပြီအဲ့တော့ဘယ်သူတွေဖြေလို့ရတော့ဆိုလို့ရှိရင်တော့ ECG ကတော့ဒါတဲ့တဲ့ကိုအကဲလာတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့အသက်16နှစ်လား19နှစ်လားမသိဘူးပေါ့နော်အဲ့တော့ကြော်ပြီးတဲ့လူတိုင်းပေါ့နော်19နှစ်လားမသိကြော်ပြီးတဲ့လူတိုင်းဖြေလို့ရပါတယ်အဲ့တော့ဒိုင်းကခုဆင်းပြီးတော့ချီတိတ်ကခုဆိုပေါ့နော်ခက်ကြီးခုနဲ့ပတ်သက်တဲ့လူဆိုတော့တနေ့အထက်အတွေ့အကြုံချင်းရင်ဒီမှုခဲခံတနေ့အထက်ရှိလို့ရှိရင်တော့ဖြေလို့ရပြီဒါမှမဟုတ်လို့ရှိရင်အတွေ့အကြုံပေါ့နော်ဟိုဒိုင်းကခုကခက်ကြီးခုဒိုင်းကခုမဟုတ်ဘူးဆိုလို့ရှိရင်တော့တနေ့6လဖြစ်တယ်ဆိုလို့ရှိရင်တော့နီကြီးဖြေလို့ရပါပြီမှာနော်အဲ့တော့19နှစ်အထက်နားလို့ပြောထားပါနော်ဒိုင်း ECG ဒိုင်းနီကြီးကတော့အစောနာအတွေ့အကြုံလေးတွေလိုရမယ်ပေါ့နော်အဲ့တော့ဆောင်းမကြည့်မဲ့သူတွေကဒါလေးလုတ်ကြည့်ပါဒီမှာပေါ့နော်ဇန်ကီတို့ဖောက်ကီတို့ဆိုတဲ့အသေးစိတ်ကြည့်ရင်တော့အောက်က PDF ဖိုင်လေးဒီမှာနှိပ်ပြီးတော့ဝင်ဖတ်လို့ရပါတယ်